အေးမြဝေပေးချင်တာလေးကတော့ပေါ်ရင်အောင်နဲ့ဗိုက်စာနဲ့တွဲပြီးတဲ့အခါမှာဘယ်ညာနှစ်ခုကိုပူးပြီးတော့တည်တည်တက်တက်လေးဖြစ်အောင်ဘယ်လိုလုပ်လဲဆိုတာလေးကိုပြပေးသွားမှာဖြစ်တယ်အခုလိုပညာတနာလေးတွေလိုအပ်တဲ့သူတွေရှိခဲ့လို့ရှင်ကွန်မန့်မှာ yes လို့မှန်သွားပေးပါလိုအပ်တဲ့သူတွေများလို့ရှင်တော့တချို့ကပညာတနာလေးတွေကိုဆက်လက်ပြီးတော့เนาะမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ဒါလေးတွေကတော့ pattern site ချက်လေးတွေမှာယူပြီးတော့တစ်ချက်ပညာတနာလေးတွေကြည့်ပြီးလိုက်ချုပ်မလားဒါမှမဟုတ် site စုံမှာယူပြီးတော့ကိုတိုင်းပဲချုပ်ဝင်မလားနောက်က ready to wear ပဲထုတ်ဝတ်မလား customize ပဲချုပ်ပေးမလား online class ပါချုပ်လို့နီးအသေးစိတ်ကို join ပေးပါတယ်ရှင်တက်ဆိုင်ချင်းမှာယူတဲ့သူတွေကလည်းချုပ်နီးအတွက်စိတ်ပူစရာမလိုတော့အောင်လို့တချို့ကပညာဒါနတွေကိုနေ့စဉ်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်ရှင်ဒါကြောင့်လိုအပ်တဲ့သူလေးတွေက Messenger မှာလာရောက်ပြီးတော့ join နိုင်ပါတယ်ရှင်ဒါဆိုပညာဒါနလေးဆက်လက်ပြီးတော့လေ့လာလိုက်ရအောင်ဒါဆိုရင်เนาะအခုတချေတို့ကဒီရဲ့အုံလေးကိုเนาะဒီမှာနောက်ကျိတ်ဖြစ်တဲ့အတွက်ကြောင့်မလို့အရှိမပူးလိုက်ပြီပေါ့เนาะပူးပြီးသွားပြီဆိုလို့ရှိရင်ဒီရဲ့ချုပ်စာလေးကိုဘယ်လိုပြုလုပ်မလဲဆိုတာကိုတချေအသေးစိတ်ကစာပြပေးမယ်တေချာလေးကြည့်ပါเนาะဒီမှာချုပ်စာလေးနှစ်ခုနှစ်စိတ်ပြားလေးပူးနေတဲ့ဟာလေးကိုဟိုဘက်ဒီဘက်ကိုတချေတို့လှန်ချလိုက်ရမယ်ပေါ့เนาะအဲ့လိုလှန်တဲ့အခါမှာပထမဦးဆုံးတချေတို့ကရာဘာတူလေးနဲ့မထုခင်မှာသူ့ကိုလိုလက်သေးလေးနဲ့အရင်ဦးဆုံးခွဲပေးပါเนาะဟိုဘက်ဒီဘက်ကြာသွားအောင်လို့လူထူတဲ့နေရာရယ်ဆိုရင်တေချာလေးထုပြရမယ်နော်ဟိုဘက်ဒီဘက်ကြာသွားအောင်လို့တစ်ဖက်ကိုထုမိပြီးတော့မှပြန်ပြီးတော့ခွဲမယ်ဆိုမလွယ်ဘူးလေနော်ဒါကြောင့်မလို့ကိုကအရင်ဆုံးလက်လေးနဲ့အရင်ခွဲလိုက်ပါနော်ခွဲလိုက်ပြီးလို့တေချာသွားပြီးဟိုဘက်ဒီဘက်နော်သူကြောက်သွားပြီဆိုလို့ရှင်မှာကျတို့ကစပြီးတော့ထုသွားမယ်နော်အလယ်လေးတေချာထုပေးပါဒီရဲ့အမာလေးကိုလည်းတေချာလေးထုမယ်เนาะဒီမှာအဲ့လေးတွေကျိုးတက်ပါတယ်မလှဘက်ကလူမျိုးတည်ကြသွားပြီပြပြလေးဖြစ်သွားပြီဆိုရင်တော့တချို့လှဘက်ကိုဒီလိုလေးလှန်လိုက်မယ်လှန်လိုက်ပြီးတော့လှဘက်မှာဟိုဘက်ဒီဘက်ကိုเนาะဒီဘက်ကိုလည်းတင်းထားဒီဘက်ကိုလည်းတင်းထားပြီးတော့တစ်ကြောင်းထပ်ထုမယ်မာတဲ့နေရာလေးနည်းနည်းပို့ထုပြီเนาะအခုသွားနေတာဆိုရင်တကယ်ချုပ်လုံနည်းတွေကိုအသေးစိတ်ကအစသွားပေးနေတာဖြစ်ပါတယ်အခုလိုမျိုးချုပ်လုံနည်းအသေးစိတ်တွေကိုလည်းပညာဒါနနဲ့လေ့လာပြီးတော့ဘောလီတစ်ထည်ကိုနော်ကောင်းမွန်ချုပ်တက်ချင်တယ်ဆိုလို့ရှိရင်တော့ပတ်တန် site ချက်လေးတွေမှာယူပြီးတော့အခုပညာဒါနလေးတွေကိုလိုက်ကြည့်ပြီးတော့ချုပ်ယုံတဲ့တွင်ကိုနော်ကိုရဲ့နော်အိမ်ကလူတွေပဲချုပ်ပေးမလားမိမိကိုယ်တိုင်ပဲချုပ်ပေးမလားပတ်တန်လေးကအရန်ကိုလှတဲ့အတွက်အဆင်ပြေစေမှာဖြစ်ပါတယ်ချုပ်လုံနည်းတွေကလည်းလွယ်ကူအောင်နီးစနစ်တကျနဲ့ပြသပေးတာဖြစ်တဲ့အတွက်ပတ်တန် site ချက်လေးတွေလိုချင်တယ်ဆိုလို့ရှိရင်နော် Messenger လေးတွေမှာတရောက်စာကိုမှ15000ကျပ်တဲ့နဲ့တစ် site ကိုရောင်းပေးနေပြီဖြစ်ပါတယ်။ရွေအဲ့လိုမဟုတ်ဘူး customer ကိုလည်းချုပ်ပေးခြင်းနဲ့ကို ready to wear လည်းထုတ်လုပ်ခြင်းနဲ့ဆိုတဲ့သူတွေအတွက်ကတော့ site စုံ9 site တွေတီကိုအိမ်ရောက်ပို့ပြီးတော့ချုပ်လုပ်နည်းပညာ online class ကိုလည်း join ပေးပါတယ်။ပုံမှန်သင်တန်းကြီး35000ကျပ်ကိုခုအပ်မယ်ဆိုလို့ရှိရင်နော်9500ကျပ်50% discount နဲ့ရရှိမှာဖြစ်ပါတယ်။ဒါကြောင့် Messenger မှာအမြန်ဆုံး join ဖို့လိုအပ်ပါတယ်။နောက်ဗီဒီယိုဖိုင်လေးတွေမှာဒီရဲ့ဆက်လက်ပြီးတော့ချုပ်လုပ်တဲ့အပိုင်းလေးတွေကိုပြန်လည်ပြီးတော့စုံတွေ့ကြမှာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေလိုမျိုးတစ်ချက်မျှဝေပေးမှုလေးတွေကအားလုံးအတွက်ကြိုးရှိတယ်ဆို like and share လေးပြုလုပ်သွားပေးပါနော်အခုလိုမျိုးပဒံ site ချက်လေးတွေမှာယူမဲ့သူတွေကတော့ site စုံမှာယူမယ်ဆိုရင်ခုချိန်မှာ8500တန်းနဲ့ရရှိပါသေးတယ် online class အသေးစိတ်ကိုလည်း join ပေးပါတယ်နော်တစချင်းဝယ်ယူတဲ့သူလေးတွေကလည်းခုလိုပညာဒါနလေးတွေကိုကြည့်ပြီးတော့ like ချုပ်လို့ရပါတယ်ရှင်တစချင်းကတော့နော်ဂျေတို့သတ်မှတ်ထားတဲ့လူကြီးရေဒီကို15000ကျပ်ထဲနဲ့ရရှိမှာဖြစ်ပြီးတော့လူကြီးရေပြည့်သွားလို့ရှိရင်တော့ဈေးနှုန်းလေးတွေပြောင်းသွားမှာပါအားလုံးပဲအဆင်ပြေကြပါစေ